ကျွန်တော်ဒီနေ့စိတ်သားတွေပါနော်ဒါစိတ်သားအချိန်90ပါဒီနေ့စိတ်သားကိုချက်ရမယ့်ရည်ရွယ်ချက်ကတော့ကျွန်တော်တို့စိတ်သားကိုအရေးကျဲလေးနဲ့ချက်မှာဆိုတော့အရန်ရေးကြည့်တဲ့အတွက်ကျွန်တော်ခုဆိုရင်စိတ်သားကိုတရုံးကြီးဆဲတဲ့အပြင်မှာကျွန်တော်ဘာလုပ်လဲဆိုရေတွေနဲ့ကိုလေဒီမှာတွေးမကြံအောင်ကျွန်တော်တို့လောင်းချပါတယ်ဒါကိုစိတ်ကိုမညှိအောင်တချို့တွေကဘာပြောကြလဲဆိုပဲမုံနေရတယ်တို့တံမြာသီးထည့်ရတယ်တို့ရှာလကာကြီးဆဲရဘဲဒီလောက်အများကြီးကိုဟိုးစားဖြစ်သွားမှာပေါ့နော်ကျွန်တော်တို့အနောက်ကပဲမုံနဲ့လိုက်ပြီးလုပ်ပြီးလက်တွေဝင်ကုန်ပါပါအကောင်းဆုံးကတော့စိတ်သားမညှိအောင်ဒါအရင်နဲ့ချက်မှာအရင်နဲ့ချက်မဲ့စိတ်သားဒီစီမြန်မဟုတ်တဲ့အတွက်ညှိတတ်တယ်အဲ့တော့ကျွန်တော်တို့မညှိအောင်လို့ရေကိုဒီမှာခုလိုပဲရေကိုလေးသွေးမပအောင်ဖွေးနေအောင်ဒီသမီးတစ်ပဲလာတာဒီမှာကြည့်ဆေးလိုက်တဲ့ရေကသွေးအောင်လုံးဝမပအောင်ရေကကြည်နေရမယ်နော်လုံးဝကြည်နေရမယ်ကြည်နေတာကျွန်တော်တို့ချက်လို့ရတယ်နော်ဒါလေးကိုကျွန်တော်တို့ရေစစ်ပါမယ်နော်ဒီဘက်မှာနော်ဒီဘက်မှာသွေးရမပါပါဘူးလို့ကျွန်တော်ဒီနေ့ view စရပါတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်လို့များသွေးပါခဲ့သည်ရှိတော့သူကညှိတော့မှာနော်ပဲမုံနဲ့သုံးရတဲ့ရည်ရွယ်ချက်ကလည်းသွေးပါရင်ညှိတယ်လို့ပါဒီလိုပဲကျွန်တော်တို့တံမြာသီးညှိရတယ်သွေးပါလို့သွေးပြောက်အောင်ပါနော်ရှာလကာကြီးသုံးရတယ်သွေးပြောက်အောင်ပါသွေးပါမီးတင်တာတစ်ချိုးကရေးကြည့်ပါတယ်အရင်နဲ့ချက်မှာဖို့ပါစိတ်သားကိုအရေးကျကျနဲ့ချက်မှာအရေးကြီးပါတယ်နော်ကဲလုပ်ပြီးတစ်ချိုးကနှစ်ဆုပ်ထက်ဒါပြီးတစ်ချိုးကတင်တာဟိုဘက်မီးတင်တာတစ်ဖက်လုံးမီးတင်တာတစ်ချိုးကနော်ဟုတ်ကဲ့ပါတစ်ချိုးကတင်တာကွာနော်တစ်ချိုးကလုပ်ပြီးတကလာကဲချင်းဒီမှာပါစီတတ်တယ်နော်အရင်နဲ့ချက်မှာမလို့နှက်မချက်ဘူးစီတတ်တယ်ညနေဦးထဲမယ်နော်ဒီမှာချက်သူယူဟုတ်ကဲ့ပါရထည့်လိုက်ချက်သူနီကဲဒါလေးကိုအရင်ဆုံးစီတတ်ပါတယ်နော်ကဲစနေမို့ဟိုဘက်တစုံမှာမခင်ရောဟိုဘက်တစုံရုပ်ဒီငါးစုံတစုံနှစ်စုံသုံးစုံလေးစုံငါးစုံဟုတ်ကဲ့ပါ तू ကအဆက်ချက်တာမဟုတ်ဘူးလေအရေလေးနဲ့စိတ်သားအာလူးလေးအရေလေးနဲ့ဟိုဒီစမ်းပြီးငပိလေးနဲ့နယ်စားလို့ရအောင်စိတ်အာလူးကိုရေဆက်ဆက်လေးနဲ့ချက်တာနော်ဒါကျွန်တော်တို့တွေဟိုဟိန္ဒူတွေအများစုချက်စားကြတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကဟိန္ဒူတွေချက်စားတဲ့နီးပါကဲလာစိတ်သားတွေတည်လာမယ်ဒါအချိန်စိတ်ပါနော်တစ်ခါစိတ်ကြည့်ပါနော်လက်မနဲ့ထည့်နေပါဘူးနော်ဆက်ဒါကိုထည့်ဒါကိုထည့်လိုက်ဟုတ်ပြီလက်မထည့်ပြီနော်ဟိုဘက်လည်းထည့်နေပါဘူးဟိုဘက်စိတ်ဒီဘက်စိတ်ပါနော်ဟုတ်ကဲ့ပါကဲရတယ်တာလေးပဲနော်ကဲပွေးလာပြီကျွန်တော်ဓမ္မနော်ကဲလာတာဒိန်ကြီး3မိုးစီတပိတ်တာဒိန်ကြီး3ပိတ်တာပါတစ်ဖက်ကို3ပိတ်တာနော်ဒိန်ကြီးလေးနဲ့နော်ဒိန်ကြီးလေးနဲ့ပါကဲပိုးလာလေးဟုတ်ကဲ့ပါလက်ဆောင်ပေးလိုက်တဲ့ဟာလေးဒီနော်စားဖို့လက်ဆောင်ပေးလိုက်တာပို့ထည့်လိုက်တယ်နော်ဟုတ်ကဲ့ပါကဲဒါလေးကိုကျွန်တော်နှစ်ချက်ပါမယ်နော်ဒီဘက်မှာရောကြည့်ပါနော်ဒီဘက်မှာပါကဲဒီဘက်မှာနဲကဲဒိန်ညင်လေးနဲ့နော်နှစ်ချက်လေးပါခဏလေးထားမယ်ခဏလေးငြိမ်ထားမယ်အပူထိပြီးတော့စိတ်သားတွေကအရေလေးတွေထွက်လာခဏလေးထားပါမယ်နော်ကဲကျွန်တော်တို့စိတ်သားကိုတည်ပြီးတော့ရေလေးနူးအောင်ကျွန်တော်တို့ရေလေးထည့်ပါတယ်နော်ရေလေးထည့်တယ်ရေတရေခမ်းသွားပြီနောက်တရေလေးချက်ပါတယ်ကျွန်တော်တို့ဒါကတော့လေစိတ်ခေါင်းသားရယ်ကျွန်တော်တို့ရင်နူးနုလေးတွေပဲနော်စားလို့ရတဲ့အယိုးလုံးဝမပါဘူးအယိုးအချောင်းလိုက်တွေမပါအယိုးတွေအကုန်ထုတ်ထားတယ်နော်အဲ့ဒါဖြစ်တယ်ကျွန်တော်ကဲခုဓာတ်ပါလဲဆိုတော့ကျွန်တော်၄မျိုးဆက်လို့ခေါ်တဲ့ဖာလာလေးညင်းနန်းနပ်ပွင့်စည်းတာ၄မျိုးဆက်ထားတာနဲ့တူဓာတ်မောက်မစလာလေးနည်းနည်းရောလိုက်ပါတယ်နော်ကဲကျွန်တော်တို့ဒါလေးကိုတစ်ဝက်လောက်ထည့်မယ်ပြောမယ်ဆိုရင်တော့20သားလောက်ထည့်တာပေါ့နော်
ဟိုဒါအချိန်စိတ်ပါအချိန်စိတ်မှာ20သားလောက်ထည့် သားလောက်ထည့်ပါနှစ်အိုးနော် ဒီမှာနော်20သားတော့မရှိဘူး15ချက်သားလောက်ပဲရှိပေါ့တာသူကကဲဟိုဘက်ဒီဘက်နော်ဒါလေးပါကျွန်တော်တို့တကယ်ဒါရှိတဲ့တစ်ထုပ်တော့ပေးပါအောင်နော်အရသာအတွက်ကိုကျွန်တော်တို့ ထုတ်ပြီးထည့်တာလေးနော် ခုနတစ်ထုပ်တီထည့်သားသေးတယ် နောက်တစ်ထုပ်ပြီး နောက်ထုပ်တီထည့်ပါတယ်နော်ကဲမစတာလေးနဲ့တူအရမ်းမမွေနဲ့နော်တာလေးပဲလှုပ်ပြီးတော့ချက်မယ်နော်တာလေးပဲလှုပ်ချက်မရဘုံတိုင်းကျဲစရာမလိုနော်တာလေးပဲလှုပ်ချက်ပါနော်ခဏနေဒူးပါတော့မယ်